အမျိုးသမီးတူကသူမရဲ့မိန်းကလေးငယ်ကိုစိတ်ယုံတို့တာမန်စစ်ဆေးမှုအတွက်ခေါ်လာခဲ့သည်ဒါပေမဲ့သူမကဆရာဝန်ရဲ့မျက်နှာကိုမြင်လိုက်တဲ့အချိန်မှာအလွန်အံ့အားသင့်သွားခဲ့သည်အဲ့ဒီဆရာဝန်ကသူမရဲ့9နှစ်ကြာပြီးသားရေစားဟောင်းဖြစ်နေသောကြောင့်ပင်ဖြစ်သည်ထို့အပြင်အံ့အားသင့်စရာအကြီးမားဆုံးကတော့သူမကသူ့ရှိမှတင်တင်ရက်နေပါလျက်သူကသူမကိုမမှတ်မိနိုင်ခဲ့ခြင်းဖြစ်သည်ထို့အပြင်သူ့ရှိမှရက်နေသောမိန်းကလေးငယ်ဟာသူ့ကိုယ်ပိုင်သမီးဖြစ်ကြောင်းကိုလည်းမသိခဲ့ပါအမှန်မှာ9နှစ်မတိုင်မီကဒီအမျိုးသမီးဟာကိုယ်အလေးချိန်200ကီလိုဂရမ်ရှိပြီးတာမန်ယူရှင်သောမိန်းကလေးတူသားခဲ့ခဲ့သည်ဒါပေမဲ့သူမဟာထိတ်တန့်ချမ်းသာသောအမျိုးသားတူနဲ့3နှစ်ကြာရှုဝဲဆက်ဆံရေးတစ်ခုကိုထိန်းသိမ်းထားခဲ့သည်အစားပိုင်းမှာတော့သူမကသူမရဲ့စစ်မှန်တဲ့ချစ်ချင်းမေတ္တာကသူ့ရဲ့နှလုံးသားကိုအနိုင်ရခဲ့ပြီလို့ယူဆခဲ့သည်ဒါပေမဲ့ဒီနေ့မှာသူမကကိုဝင်းရှိနေကြောင်းကိုသူအားပြောရှင်စွာပြောဖို့သွားနေစဉ်မတော်တဆသူနဲ့သူ့ရဲ့အရင်နေဆုံးမိတ်ဆွေတို့ပြောနေတဲ့စကားကိုကြားလိုက်ရသည်သူကဒီဆက်ဆံရေးဟာပြောရှင်ဖို့အချိန်ဖြတ်ထုတ်ချင်းသာဖြစ်ပြီးအချိန်အနည်းငယ်အကြာမှာသူမကိုဆုံးခွာပြီးနိုင်ငံတော်ထွက်ခွာမယ်လို့ပြောနေသည်နှလုံးဖြစ်စီသွားသောသူမကသူ့ဘဝထဲကနေထာဝရပြောက်ခွေသွားဖို့ဆုံးဖြတ်ခဲ့ပြီးခလီကိုတယောက်ထဲပြုစုမှုမြူခဲ့သည်ဒါပေမဲ့ကံမကံစွာဖြင့်အာဟာရမလုံလောက်မှုကြောင့်သူမရဲ့မွေးဖွားခဲ့သောအမွားကလေးနှစ်ယောက်ထဲမှာတယောက်သာအထက်ရှင်နေဖြစ်သည်နိုင်ငံသားမှပြန်လာပြီးနောက်ပထမဆုံးလုပ်ခဲ့တာကတော့မိမိရဲ့အတန်းပြန်တွေးပွဲကိုတက်ရောက်ပြီးသူမအကြောင်းအချက်လက်တစ်ခုခုရှာဖွေရန်ဖြစ်သည်ဒါပေမဲ့လူလေးပြောနေတဲ့ကိုလာဟလာဒီကိုကြားပြီးစိတ်ဆိုးစွာထွက်ခွာသွားခဲ့သည်ဒါပေမဲ့အပြင်ထွက်လာချိန်မှာသူမနဲ့မတော်တဆတိုက်မိပြီးနှစ်ဦးမျက်နှာချင်းဆိုင်ပြန်တွေ့ခဲ့ကြသည်အဲ့ဒီအချိန်မှာပဲအမျိုးသမီးရဲ့မနာလိုစိတ်ပြင်ထန်သောမန်နေဂျာကအဲ့ဒီအဖြစ်ဖြစ်ကိုမြင်လိုက်ပြီးသူမကိုခေါ်ထုတ်၍ဘာလို့နေလဲဆိုပြီးအော်ဟင်မိမြန်ခဲ့သည်အမျိုးသမီးကစာရွက်စာတမ်းတစ်ခုပို့ဖို့လာတာချစ်ကြောင်းတိတ်ငိမ်စွာရှင်းပြခဲ့သည်ဒါပေမဲ့မန်နေဂျာကသူမကိုအလုံးမထုတ်ပြီးမိဟိုချိန်ချောက်ခဲ့သည်အဲ့ဒီအချိန်မှာစိတ်ဖိတိမှုကြောင့်သူမချဲချော၍ချဲချိုးသွားခဲ့သည်ဆရာဝန်ကမြင်ပြီးသူမကိုအိမ်သို့ပို့ပေးရန်ကန့်လန့်ခဲ့သည်သူမကမလက်ခံချင်ခဲ့ပေမဲ့သူကခွင့်မတောင်းပဲသူမကိုလက်ထဲယူပြီးကားထဲသို့တဲဆုံခဲ့သည်ကားထဲမှာဆရာဝန်ကငါတို့မတိုင်ခင်တွေ့ဖူးလားဟုမေးခဲ့သည်အမျိုးသမီးကမချခဏတွင်ထုတ်ပြီးမနားလဲပါဘူးဟုပြန်ဖြစ်ခဲ့သည်ထို့နောက်ဆရာဝန်ကသူမရဲ့ဖုန်းကိုယူပြီးသူ့နံပါတ်ကိုတင်ထားကသမီးနဲ့ဆေးရုံပြန်လာရန်တိုက်ရိုက်ဆက်ပွဲပါဟုပြောခဲ့သည်နောက်တနေ့မှာအမျိုးသမီးကအလုပ်ကနေထွက်မိအချိန်မန်နေဂျာကသူမကိုတားဆီးခဲ့သည်သူမကဆရာဝန်ရဲ့ချစ်သူထီချောင်းလိမ့်လင်ပြောပြီးအမျိုးသမီးကိုဒုက္ခပေးရန်ကိုတောင်တို့အလေးကြီးများပို့ခိုက်ခဲ့သည်ညအချိန်မှာအမျိုးသမီးကသမီးကတယောက်တည်းအိမ်မှာရှိနေကြောင်းပြောခဲ့ပေမဲ့မန်နေဂျာကအလုံးမထောက်ဖြစ်မိဟုချိန်ချောက်ခဲ့သည်ထို့ကြောင့်မလွဲမသွေသဘောတူပြီးသွားခဲ့ရသည်ပြန်လာချိန်မှာရန်မောင်ကမကောင်းသောမျက်လုံးနဲ့ကြည့်နေသည်ကိုသိလိုက်ရသည်ထို့ကြောင့်သူမကညံကောင်းစွာသူမရဲ့ခင်ပွင်ကိုဖုန်းခေါ်နေတယ်လို့ပြုလုပ်ခဲ့သည်အိမ်ကိုရောက်တော့မယ်တခါနားမှာစောင့်နေပါဟုပြောခဲ့သည်ရန်မောင်ကတကယ်ခင်ပွင်ရှိတယ်လို့ယူဆပြီးသူမကိုလုံခြုံစွာချန်ထားခဲ့သည်ဒါပေမဲ့တခါနားမှာညစ်သူများမရှိတာကိုသိပြီးပြန်လာကသူမကိုအန်တရယ်ပြုရန်ကြိုးစားခဲ့သည်အဲ့ဒီအချိန်မှာပဲဆရာဝန်ရောက်လာပြီးသူမကိုကယ်တင်ခဲ့သည်အမျိုးသမီးကအလွန်စိတ်လှုပ်ရှားကမြေရီချခဲ့သည်ယခုနောက်ထပ်ဘာတွေဖတ်လာမလဲ